အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ဒီ73ရက်12လပေါ့sorry ပါလတောင်ကျော်သွားပြီနော်73ရက်9လကျွန်တော်12လကိုစိတ်ဆွဲသွားလို့ပါလို့နော်2026မှာကျွန်တော်ပြောမှဆိုတော့နိုင်ငံခြားခရီးစဉ်ရှိလို့ပေါ့အဲ့လိုပြောပါတော့လကျော်သွားတာကိုအဲ့လိုပဲပြောရတယ်မဟုတ်ဟိုခဏလိုင်းပေါ်မှာမကျင်ညာတာကြားတဲ့ခါကျတော့စကားပြောမှားတယ်ပေါ့ဆိုတော့73ရက်9လ2026ခုနှစ်တနင်္လာနေ့ပေါ့နော်ဒါအခုတော့မနက်ရှိသေးတာပေါ့အဲ့တော့ကျတော့ဒီကျွန်တော်မနေ့ကလေဒီဇင်းလေးတစ်ခုကျွန်တော်ကျင်ညာစရာလေးရှိပါတယ်ဒါမှကျင်ညာရသေးဘူးပေါ့နော်ကျွန်တော်ခါတိုင်းပုံမှန်တင်ပြတယ်ကျွန်တော်ခုရက်ပိုင်းမှာကဒီကော်မတီကျွန်တော်အမှုဆောင်ပြောင်းလဲကိစ္စတွေနောက်ဒီလင်းနေပြအခမ်းအနားကိစ္စတွေနဲ့အခြားကျွန်တော်လိုအပ်တဲ့ကိစ္စလေးတွေကျွန်တော်ခုတက်နိုင်တဲ့စွမ်းနိုင်တဲ့လောက်လေးကျွန်တော်လုပ်နေကြတာဖြစ်တဲ့အတွက် online မှာမရောက်ဖြစ်တာကိုအားလုံးကကျင်းတဲ့စွမ်းနဲ့နားလည်ပေးပါလို့အရင်ဆုံးမြစ်တဲ့ခံပါတယ်အဲ့တော့ကျွန်တော်ဘွားရောင်ကြီးပိုင်းတမင်အသင်းကအခုရပိုင်းလှုပ်ဆောင်မှုတွေကျွန်တော်ပြေဝonline မှာကျွန်တော်မတင်ရသေးတာပေါ့နော်မတင်ရသေးတော့အဲ့ဒါဒီနေ့ပြန်စတင်မလို့ပါခင်ဗျဒါလေးတင်တဲ့ခါမှာအခုကျွန်တော်ဒီပြောချင်တာတော့ဟိုပါပေါ့နော်မနေ့ကဆိုလို့ရှိရင်မနေ့ကတိတ်နေဆိုတော့17ရက်sorry 12ရက်9လပေါ့မနေ့ကတိတ်နေဆိုလို့ရှိရင်เนาะ12ရက်9လ2026ခုနှစ်တနင်္ဂနွေနေ့မှာကျွန်တော်တည်တဲ့သိတဲ့လောက်ပြောရလို့ရှိရင်ဒါကျွန်တော်တို့ဒီမှာနိပညာရှင်များဖြစ်ကြတဲ့ဆရာကိုဝင်းရွှေတို့ဆမတခွန်နုတို့နောက်ဆရာကိုအေးချမ်းသူတို့ ਨੇ အဖွဲ့သူအဖွဲ့သားများပေါ့ဒီအဲ့စမမှာဒီရဲ့အဖွဲ့ပေါ့နော်ပြောချင်တာတော့ဆက်စမများသူတို့တွေဒီနိပညာနဲ့ပတ်သက်လို့ကျွန်တော်ဘွားသူမတန်ဆွမ်းသူများအတွက်ကိုစူးစမ်းလျက်နဲ့ကျွန်တော်တို့ဒီဆောင်ရွက်နေလျက်ရှိတယ်ပေါ့အဲ့တော့ဒီအဲ့စမမှာဒီရဲ့ဖြစ်မြောက်ရေးအဖွဲ့ Stop button. ကျွန်တော်တို့ဒီ TDF ဖွဲ့ပေါ့နော် TDF ဖွဲ့စည်းကိုဘွားရောင်ချီပရာဟိတမြို့မြင့်အသင်းကကျွန်တော်တို့ပညာရေးအတွက်အလှူဒန်းမှုတစ်ခုထောက်ပံ့မှုတစ်ခုအလှူဒန်းငွေ3သိန်းကျပ်လှူခဲ့ပါတယ်လို့အဲဆမ်မြန်မာ TDF ဖွဲ့ပေါ့နော်အဲကျွန်တော် TDF ဖွဲ့ကိုဦးဆောင်နေကြတဲ့ဆက်စမတို့ကိုကျွန်တော်ဒီ TDF အတွက်လိုအပ်တဲ့အသုံးစိတ်အသုံးပြုနိုင်ရန်ဘွားရောင်ချီပရာဟိတမြို့မြင့်အသင်းကအလှူဒန်းငွေ3သိန်းကျပ်ကျွန်တော်တို့ထောက်ပံ့ပေးလူဒန်းခဲ့တယ်ပေါ့နော်ပြည့်လူဒန်းခဲ့ပါတယ်ဘာစက်ကမချင်းကြတာကြတော့မားတယ်ဗျာနော်ပြန်လဲမပြန်တော့ပါဘူးလို့ဘာကြောင့်ပေါ့ပါလေးပေါ့နော်ဒီတိုင်းလေးပဲကောင်းပါတယ်အဲ့တော့တသိန်းချက်လူတဲ့အခါမှာကျွန်တော်တို့ဒီအသေးစိတ်ဒါလေးကိုတာတို့အနုမောခေါ်နိုင်ရန်ပညာရေးကိုရည်ရွယ်ပြီးတော့မှအားလုံးနိပညာတွေတိုးတက်မှုကိုအခြေခိုင်မှုပေါ့ဆိုတော့ဒီဘွားရောင်ကြီးပရာဟိတမြို့ရဲ့အသင်းကတည်တဲ့ကျွန်တော်တို့မတီအလူငွေ9000ကျပ်ပေါ့နော် SMRD တဲ့အတွက်ကို9000ကျပ်လှူဒန်းပါတယ်နောက်ဒီမှာဘွားရောင်ကြီးပရာဟိတမြို့ရဲ့အသင်းအဖွဲ့ရဲ့ကျွန်တော်တို့အခုဘိုးကော်မတီအသင်းအဖွဲ့က9000ကျပ်လှူဒန်းပါတယ်စုစုပေါင်း TDF အဖွဲ့ကိုကျွန်တော်တို့ထောက်ပံ့မှုလှူဒန်းမှုကကျွန်တော်ဘွားရောင်ကြီးပရိုက်တယ်မြင်အသင်းရဲ့ရမုံငွေမှ9000ကျပ်နဲ့ဘွားရောင်ကြီးပရိုက်တယ်မြင်အသင်းဘဟုကော်မတီဖွဲ့က9000ကျပ်စုစုပေါင်း TDF ဥဆောင် TDF ဖွဲ့ဆက်စမများအတွက် TDF အတွက်ကိုလိုအပ်တဲ့အသုံးစရိတ်ပေါ့နော်အဲ့တော့ပြုနိုင်ရန်ဆိုရင်မှကျွန်တော်တို့3သိန်းကျပ်ပါလို့ပညာရေးအတွက်ရည်ရွယ်ကကျွန်တော်ရဲ့ဒါမတန်ဆွမ်းသူဘွားတော်ညီကောင်မတွေနိပညာအားသာမှုနိပညာအားကောင်းစေရေးအတွက်ကိုရှင်းတီးရမျောလက်ပြီးတော့မှ TDF ဖွဲ့လည်းပဲကျွန်တော်တို့မြန်ဆန်စွာရာနှုန်းပြည့်ပြီးမြောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးဆိုတာကိုအမြန်ဆုံးပေါ့နော်အကောင့်ထဲပေါ်ဆောင်နိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲတသိန်းကျပ်လူဒန်းခဲ့တာဖြစ်ပါတယ်လို့ TDF ဖွဲ့အတွက်ပါအဲ့တော့ခုလိုလူဒန်းခွင့်ကျွန်တော်ပေးရထောက်ပံ့ခွင့်ပေးရချင်းမြင့်ခွင့်နော်အဲ့လိုရတဲ့အတွက်ကိုလည်းဒီ TDF ဥဆောင်ပေးနေကြတဲ့ဆရာစမတွေဆရာဝင်းရွှေဆရာဝေချမ်းသူတို့သမတခွန်တို့နဲ့
ဒီရဲ့အဖွဲ့သူဖွဲ့သားများလို့ပြောပြရစေလို့နာမည်တွေအကုန်မသိလို့ပေါ့နော်ဆာသမားတွေကိုသူပဲလေးစားအိမ်မှာပွဲအောင်ကြီးမှာလိုက်လဲစွာကျေးဇူးတင်ပြီးမှလေးစားပါတယ်ခင်ဗျာလို့ပြောပြရစီနောက်ဒီမှာပွဲအောင်ကြီးကိုအမြဲအစမပြတ်အားပေးအထောက်အကူပြုချင်းမြင့်ပေါင်းဝင်ကိုကြီးဆောင်ရွက်ပူးပေါင်းပေါင်းဝင်လှူဒန်းပေးနေကြတဲ့ကျွန်တော်တို့ရဲ့ဒီဆာသမားတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ကျေးဇူးတင်ကြတာလည်းပဲပြောပြရစီခင်ဗျာ Stop front camera brief. Stop button.